လီဗာပူးကနေထွက်သွားရမှာကအာနီစ်လော့လားမိုဟာမက်ဆာလာလားအားလုံးပဲမင်္ဂလာပါ GT Football ရဲ့ချက်ပိုကဏ္ဍကနေကြိုဆိုပါရစေနီးပြတွေနဲ့ပြဿနာတွေဖြစ်အင်တာဗျူးတွေဖြစ်အသင်းကနေထွက်ပြီးတော့ဇန်နဝါရီမှာဆော်ဒီကိုရောက်သွားတဲ့ဇလန်မျိုးလုံခဲ့တဲ့နှစ်နင်းငယ်ကကျွန်တော်တို့အားလုံးကြားဘူးထားကြပြီးသားပါအခုတော့တမိုင်းတစ်ပတ်ပြန်လည်ရင်းနဲ့ဒီလိုအဖြစ်တွေတပုံစံနဲ့ထပ်ဖြစ်နေပါတယ်ညီကိုတို့အားလုံးလည်းဒီချိန်မှာမိုဟာမက်ဆာလာရဲ့အင်တာဗျူးကိုကြည့်ထားဖို့ကြပြီးသားဖြစ်နေမှာပါဆာလာရဲ့အင်တာဗျူးဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ကျွန်တော်အမြင်ကိုပြောပြရမယ်ဆိုလို့ရှိရင်မိုဟာမက်ဆာလာရဲ့ပေါက်ကွဲမှုတွေကတကယ်ကိုတကူကောင်းဆန်တယ်လို့လေးစားမှုလည်းကင်းမဲ့နေတယ်သူလီဗာပူးအသင်းကိုထိခိုက်စေခဲ့ပါတယ်ဒီလိုမျိုးလှုပ်လိုက်တာကအသင်းခက်ခဲနေတဲ့အချိန်မှာအနှုတ်လက္ခဏာကိုစောင့်စီတယ်ဒါဆာလာရဲ့မှတ်ချက်တွေထဲမှာမြင်တွေ့ရတာကသူဒီယာဒီမှာပျောက်ဆုံးနေတဲ့ပုံစံကောင်းကိုပြန်လေသုံးသပ်တဲ့နေဆိုတဲ့အရာကိုလုံးဝမမြင်ရပါဘူးသူအခုလိုမျိုးဖြစ်နေရတဲ့ဇင်းမြစ်ကိုလည်းသူလုံးဝမသိဘူးကျွန်တော်ဘာလို့ဒီလိုမျိုးဆက်ဆံခံရတာလဲကျွန်တော်ဒီအသင်းအတွက်အများကြီးလုပ်ပြထားခဲ့တာကျွန်တော်နေရာအတွက်တိုက်ပွဲဝင်နေစရာမလိုဘူးဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ကထိုက်တန်နေပြီးသားပါအမှန်ကဒီလိုမျိုးပြောစရာမလိုပါဘူးနေရာတစ်ခုအတွက်ဆိုလို့ရှိရင်အမြဲတမ်းတိုက်ပွဲဝင်ဖို့လိုအပ်ပါတယ်အာနီစ်လော့ကဆာလာကိုဝက်ဆန်နဲ့ပွဲမှာကလေးကပွဲထွက်လူစင်းကနေထုတ်ပယ်တဲ့အချိန်မှတင်ဒီလိုမျိုးစကားသံတွေကကျွန်တော်တို့စကြားနေရတယ်ဆာလာကိုယ်တိုင်ကလည်းဒီလိုမျိုးထိရောက်တဲ့ပုံစံမှရှိမနေပါဘူးအဲ့တော့16ပွဲကစားထားပြီးတဲ့အချိန်မှာဂိုးပောင်ဝင်ပတ်သက်မှုက9လုံးနဲ့ရှိတယ်ဒါဂိုးဖန်တီးမှုဆိုလို့ရှိရင်လည်း3ချိန်လောက်ပဲဒီလောက်ပဲဒီယာဒီမှာမိုဟာမက်ဆာလာကလုံးပြထားနိုင်သေးတယ်တကယ်လို့ဒီလိုအခြေအနေမျိုးမှာပေါင်ကူတရာဆက်ဆံရေးမျိုးကိုမတီးဆောက်နိုင်ခဲ့ရင်အာနီစ်လော့ဒါမှမဟုတ်မိုဟာမက်ဆာလာ2ယောက်ထဲက1ယောက်ထွက်ရမှာပါပိုင်ရှင်တွေရဲ့နီးပြပုံမှာထောက်ခံနေပုံကိုကြည့်ချင်းအဖြစ်တော့သူတို့တွေကကစားသမားဘက်ကနေရက်တီဖို့ဆိုတာကလုံးဝကိုမလွယ်ကူပါဘူးအထူးသဖြင့်ဒီယာဒီမှာခြေချနေတဲ့သူကိုပေါ့လေကျွန်တော်အားဖော်ပါ